go shopping do the shopping ဒီနှစ်ခုကအဓိပ္ပာယ်ကွဲပါတယ် go shopping ကကြတော့ကျွန်တော်အားလျက်မှာအပျော်အနေနဲ့ဈေးဝယ်ထွက်တာတငယ်ချင်းတွေနဲ့ activity တစ်ခုအနေနဲ့ဈေးဝယ်ထွက်တာဆိုလို့ရှိရင် go shopping ကိုကျွန်တော်သုံးရပါတယ် do the shopping ကကြတော့ကျွန်တော်တို့နေ့စဉ်စားဖို့တောက်ဖို့ကိုယ့်ရဲ့မီးဖို့ကြောင့်အတွက်ဈေးဝယ်ရဲဆိုလို့ရှိရင် do the shopping နဲ့သုံးရတာဖြစ်ပါတယ်ကဲဥပမာဝါကြလေးတွေကြည့်ကြည့်အောင်ငါနောက်ဘက်ထိုင်းနိုင်ငံကိုဈေးဝယ်ထွက်မယ်ဆိုလို့ရှိရင်အားလျက်မှာပျော်စရာတစ်ခုအနေနဲ့ဈေးဝယ်ထွက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ go shopping နဲ့သုံးတာဖြစ်ပါတယ် I will go shopping in Thailand next week I will go shopping in Thailand next week ငါနောက်ဘက်ထိုင်းနိုင်ငံကိုဈေးဝယ်ထွက်မယ်ကဲလိုလေးသုံးရဖြစ်ပါတယ်ကဲနောက်တစ်ခုကျွန်တော်ကြည့်ကြည့်အောင်ငါမနက်တိုင်းဈေးဝယ်ရတယ်ဆိုလို့ရှိရင် English လို့ I do the shopping every morning I do the shopping every morning ငါမနက်တိုင်းဈေးဝယ်ရတယ်ဗောနော်ငါမနက်တိုင်းဈေးဝယ်ထွက်ရအတူတူပဲဒီမှာဆိုလို့ရှိရင်ဘာကွာလဲဆိုတော့မနက်တိုင်းကိုယ့်ရဲ့မီးဖို့ကြောင့်အတွက်ကိုယ့်ရဲ့စားစရာအတွက်မနက်တိုင်းနေ့တိုင်းဈေးဝယ်ရတယ်ဆိုရင် do the shopping နဲ့သုံးရဖြစ်ပါတယ်ကဲ go shopping လား do shopping လားဒီနှစ်ခုကိုဘယ်လိုသုံးရမလဲဆိုတော့ဒီဝါကြလေးနဲ့ကြောင်းကနေပြီးတော့တည်သွားပြီလို့ကျွန်တော်ရေးစားပါတယ်အကျိုးရှိရဆိုရင်ကျွန်တော် page ကို like and follow လုပ်ပြီးကျွန်တော်တောင်းဆိုပါတယ် Thanks for watching see you in the next video